ပါရှင်ကျမဂျာနွယ်ပါမီစီမာရုံးမြင့်တန်ကြားဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့ခရစ်တက်ဂရစ်2010ခုနှစ်ဒီဇင်ဘာလ23ရက်တနင်္လာနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအစီအစဉ်တွေကိုအိန္ဒိယနိုင်ငံနယူးဒေလီမြို့ကနေဓာတ်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်မီစီမာဒင်းဌာနကိုဘလို့အကြောင်းနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်လိုရဲဆိုရင်misima@misima.com ဒါမှမဟုတ်တယ်လီဖုန်းနံပါတ်9194453636ကိုဆက်သွယ်နိုင်ပါတယ်အခုနောက်ဆုံးရသတင်းတွေကိုစတင်အစီရင်ခံပါမယ်အိန္ဒိယနိုင်ငံကမြန်မာအပါအဝင်အာဆီယံနိုင်ငံ9နိုင်ငံကိုဆိုက်ရောက်ဗီဇာပေးတော့မယ်လို့သိရပါတယ်ဒီအစီအစဉ်ကိုလာမယ့်နှစ်ဇန်နဝါရီလ1ရက်နေ့မှာစတင်မှာဖြစ်တယ်လို့အိန္ဒိယခရီးသွားဝန်ကြီးဌာနရဲ့အကြီးတန်းအရာရှိရဲ့စကားကိုအိန္ဒိယသတင်းစာ Hindustan Times ရဲ့ website မှာဖော်ပြထားတာပါမြန်မာနိုင်ငံအပါအဝင်အာဆီယံနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားဖိလစ်ပိုင်လာအိုနဲ့ဗီယက်နမ်နိုင်ငံတွေပါဝင်ပါတယ်အခုလိုဆိုက်ရောက်ဗီဇာထုတ်ပေးတာဟာဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပါတယ်ပထမအကြိမ်တုန်းကဂျပန်စင်ကာပူဖင်လန်နယူးဇီလန်နဲ့လူဇင်ဘတ်နိုင်ငံတွေကိုပေးခဲ့တာပါဆိုက်ရောက်ဗီဇာပေးပြီးနောက်ပိုင်းကမ္ဘာလိခီးတွားတိုးတက်လာတာကြောင့်အခုလိုနိုင်ငံတွေထပ်တိုးချဲ့ဖို့စီစဉ်တာဖြစ်ကြောင်းခီးတွားလာရေးဝန်ကြီးဌာနရဲ့အရာရှိရဲ့ပြောဆိုချက်ကိုလည်းအဲ့ဒီသတင်းစာမှာဖော်ပြထားပါတယ်ဆိုက်ရောက်ဗီဇာတက်တန်းက28ရက်အရမှာဖြစ်ပြီးတကြိမ်တာဝင်ထွက်ခွင့်ပြုမဲ့ single entry visa ဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေအတွက်တာမန်ဧည့်ဗီဇာကိုဒေါ်လာ40သတ်မှတ်ထားပေမဲ့ဆိုက်ရောက်ဗီဇာကြေးသတ်မှတ်ချက်တော့မတိရသေးဘူးလို့ရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယတန်ယုံကပြောပါတယ်ဒီဗီဇာကိုအိန္ဒိယနိုင်ငံရဲ့မြို့တော်နယူးဒေလီမြို့အပါအဝင်မွန်ဘိုင်ချန်နိုင်းနဲ့ကလကတ္တားမြို့တွေမှာသာထုတ်ယူနိုင်မှာဖြစ်ပါတယ်အခုဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဒီမြို့နယ်ထဲကဝေါ်လီရွာမှာနောက်ဖက်စစ်တပ်တွေကို DKBA တပ်တွေဒီကနေ့နေ့လယ်ပိုင်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့နေ့လယ်2 နာရီလောက်က DKBA ဘက်ကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကြောင့်ထိုင်းဘက်ကိုဒေသခံရွာသား300ကျော်လောက်ရောက်ရှိနေတယ်လို့အကူအညီပေးနေတဲ့ကိုနေဦးကမီစီမာကိုပြောပါတယ်။ထိုင်းအာဏာပိုင်တွေကဒုက္ခသည်တွေကိုနေထိုင်ခွင့်ပေးထားပေမဲ့လည်းတိုက်ပွဲပြီးပြီးချင်းပြန်လွတ်မှုတွေရှိတာကြောင့်ဒုက္ခသည်စခန်းတွေမှာမနေထိုင်ရေးကြဘူးလို့သိရပါတယ်။ဒါကြောင့်သူတို့ဟာနီးစပ်ရာဆွေမျိုးမိတ်ဆွေအိမ်တွေမှာပဲခိုနေကြရပါတယ်။ထိုင်းစစ်တပ်တွေကခဏခဏလာပြောတော့ဟာဟိုမှာ ACV တို့ပြန်လို့ရပြီ။ငါအဖနဲ့သူတို့လူကြီးနဲ့စကားပြောပြီးပြန်လို့ရပြီ။အဲ့လိုမျိုးခဏခဏလာပြောရတာလည်းသိနေတယ်လေ။ဟိုမှာအချင်းကြီးအေးရလည်းမဟုတ်ဘူး။တိုက်ပွဲဖြစ်တယ်။သမတ်ကလည်းကြာကြီးသူတို့အဲ့လိုမျိုးဖြစ်တော့သူတို့တွေကကြာကြီးဒုက္ခတွေစကားမှလာမနေကြဘူး။အခုဖြစ်နေတဲ့တိုက်ပွဲရဲ့နှစ်ဖက်အကြဆုံးကိုတော့အတိအကျမသိရသေးပါဘူးပြီးခဲ့တဲ့ဒီဇင်ဘာလ17ရက်နေ့နဲ့12ရက်နေ့မှာလဲကရင်အမျိုးသားအစည်းအရုံး KNU နဲ့နာဖတ်တပ်တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်ကင်းပြည်နယ်ဖျားသုံးစုကမေကတာရွာမှာဖြစ်ခဲ့တာပါတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းတွေကိုရရင်ရတယ်လို့တင်ဆက်ပေးသွားပါမယ်ကြားဖြူခေါ်ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ SNDP ရဲ့ပထမဆုံးညီလာခံကိုတောင်ကြီးမြို့ပါတီရုံးခန်းမှာဒီကနေ့စတင်ကျင်းပပြီးဖြစ်ကြောင်းသိရပါတယ်။တောင်ကြီးမှာအစီအစဉ်လို့တောင်ကြီးမှာပြန်လို့တောင်ကြီးကျွန်တော်ကြားဖြူရုံးမှာပဲ။ဒီနေ့အားလုံးဒီကောက်ပွဲဝင်ဖို့တဲ့ကောင်က156ဟိုမြို့နယ်ပူဆောင်တွေပါပါတယ်ဟိုမြို့နယ်ပူဆောင်တွေပါပါတယ်မူလကမြို့နယ်ကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့တောင်ကြီးမြို့ရှမ်းစာပေပြည်ကတိုက်မှာပြုလုပ်ဖို့စီစဉ်ထားပေမဲ့နေပြည်တော်ကော်မရှင်ကအများပိုင်အဆောက်အဦမှာပြုလုပ်ခွင့်မရှိဆိုတဲ့အကြောင်းပြချက်နဲ့တားမြစ်ခဲ့တာကြောင့်ပါတီရုံးခန်းမှာကျင်းပတာဖြစ်ပါတယ်။၃ရက်ကြာကျင်းပမဲ့ပါတီညီလာခံကိုရွေးကောက်ပွဲဝင်ပါတီကိုယ်စားလှယ်156ဦးနဲ့မြို့နယ်အမှုဆောင်အဖွဲ့ဝင်တွေတက်ရောက်လာကြောင်းသိရပါတယ်။ညီလာခံမှာပါတီငွေရေးကြေးရေးကိစ္စတွေအပြင်ပါတီပိုင်ကုမ္ပဏီတည်ထောင်မဲ့ကိစ္စကိုလည်းဆွေးနွေးမယ်လို့ပါတီရုံးချုပ်တာဝန်ခံတူကဒီဇင်ဘာလ9ရက်နေ့မြစီမနဲ့တွေ့ဆုံခန်းမှာပြောကြားခဲ့ပါတယ်။အမေရိကန်တန်ယုံရဲ့လိုဝက်ချက်တွေကိုဖော်ထုတ်နေတဲ့ WikiLeaks မှာပါတဲ့မြန်မာနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။
မြန်မာမြောက်ကိုရီးယားဆက်သွယ်ဆောင်ရွက်နေတာဟာတမယိုးကြလက်နက်တက်မဟုတ်ဘူးလို့ရန်ကုန်အခြေစိုက်အမေရိကန်တိုင်းရုံးကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုပေးပို့တဲ့လိုအပ်ကြေးနာမှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာကြာရှည်ကြုံတွေ့နေရတဲ့လျှက်စစ်တပ်အားထုတ်လွှင့်မှုမလုံလောက်တဲ့ပြဿနာကိုဖြေရှင်းဖို့အမှုမျိုးစွမ်းအင်ကိုငြိမ်းချမ်းစွာတုံးချရေးလဲပါဝင်တယ်လို့2009အောက်တိုဘာလကပေးပို့ခဲ့တဲ့အဲ့ဒီကြေးနာမှာပါဝင်ပါတယ်။ဒီကြေးနံပါအချက်နဲ့ပတ်သက်ပြီးတာမတ်မြစ်ချမ်းကဒါဟာဒီကိစ္စဟာမြန်မာရုရှားငင်းချစွာအမှုမျိုးတပ်ပေါင်းဖို့တေဆောက်ရေးသဘောတူချက်ကိုရည်ညွှန်းပြီးတော့တုံ့ပြန်ပြောဆိုတယ်လို့ Guardian သတင်းစာမှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာအရာရှိနဲ့ရုရှားတို့ကြားသဘောတူညီချက်ဟာ software နဲ့သင်တန်းကိစ္စအတွက်တာဖြစ်ပြီးမြောက်ကိုရီးယားနဲ့သဘောတူညီချက်ကတော့ hardware ကိုလိုပစ္စည်းဒူကြီးဒေကြီးပစ္စည်းတွေအတွက်လို့ပြောထားပါတယ်။ဒါပေမဲ့လည်းမြန်မာအရာရှိရဲ့နာမည်ကိုတော့ထုတ်ဖော်ပြောဆိုမှုမရှိပါဘူး။2010ခုနှစ်နိုဝင်ဘာမှာပေးပို့ခဲ့တဲ့ကြေးနာမှာတော့မစ္စတာချန်ကနိုဝင်ဘာ9ရက်နေ့ကအဆိုပါမြန်မာအရာရှိနဲ့တွေ့ဆုံခဲ့ကြောင်းအရာရှိကနေပြည်တော်မှာစစ်ဆေးမှုပြုလုပ်ခဲ့ပြီးရခင်ကပြောဆိုခဲ့မှုဟာနားလည်မှုလွဲတာဖြစ်ကြောင်းပြန်လည်ဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနဲ့မြောက်ကိုရီးယားဆက်ဆံမှုအပေါ်ပြောဆိုနေမှုဟာလည်းစံတဝါတက်တာဖြစ်တယ်လို့ပါရှိပါတယ်မြန်မာအနေနဲ့မြင့်တိအမှုမျိုးဘုံပါပူပေါင်းဆောင်ရွက်မှုကိုများအတိမပြုနိုင်ကြောင်းကင်မန်တစ်အရေးခင်းတဲ့ဇူလိုင်လအတွင်းကနိုင်ငံခြားရေးဝန်ကြီးဟီလရီကလင်တန်ဖူးခက်မှာပြောခဲ့တဲ့မတ်ချက်စကားကြောင့်အားလုံးရပ်ဆိုင်းထားတယ်လို့ကြေးနံမှာပါရှိပါတယ်ပြီးခဲ့တဲ့2009ခုနှစ်ဇွန်လကမြောက်ကိုရီးယားတင်ပေါ်ကင်နန်တစ်ကအမည်မတိတဲ့ကုန်ပစ္စည်းတွေတင်ဆောင်လာပြီးမြန်မာနိုင်ငံဘက်ကိုခုတ်မောင်းလာတဲ့အခါနိုင်ငံတကာကကန့်ကွက်တာကြောင့်ပြန်လေ့သွားခဲ့ပါတယ်2009ခုနှစ်ထိုင်းနိုင်ငံဖူးခက်မှာဇူလိုင်လကကျင်းပတဲ့နိုင်ငံတကာထိပ်သီးအစည်းအဝေးမှာMrs. Clinton ကမြန်မာမြောက်ကိုရီးယားဆက်ဆံရေးအကြောင်းကြားရတဲ့အတွက်စိုးရိမ်မိကြောင်းပြောကြားခဲ့ဖူးပါတယ်ဂျီနာရေးသားသူတန်တမန်ကတော့အရှိနောက်မညီတဲ့ပြောကြားချက်တွေကြားကအဖြစ်မှန်တဲ့နောက်ွယ်ကဖြစ်နိုင်ဖွယ်အကြောင်းရင်းကိုဖော်ထုတ်ဖို့မလွယ်ကြောင်းရေးသားဖော်ပြထားပါတယ်ရှင်။မြစီမာရဲ့ရုပ်မြင်သံကြားဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကိုနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီနဲ့ည9:00နာရီအချိန်တွေမှာဓာတ်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။မြစီမာဒင်းဌာနကိုဘလို့အကြောင်းတွေပဲဖြစ်ဖြစ်ဆက်သွယ်လိုရဲဆိုရင်misima@misima.com ဒါမှမဟုတ်တယ်လီဖုန်းနံပါတ်919448453636ကိုဆက်သွယ်နိုင်ပါတယ်။အခုဆက်လက်ပြီးတော့မြစီမာစာဖတ်ကအစီအစဉ်ကိုရှုစားကြရမှာဖြစ်ပါတယ်။မိဘပြည်သူပေါင်းကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေရှင်။နရောလာရေလို့ရောက်လာရင်စာဆိုတော်ပွဲဆိုတာမူလာတန်းကလေးကသိထားကြကြပါတယ်။ရှေးမြန်မာမြင်းမြတ်လက်ထက်ကပညာကျော်တွေကိုဘွဲတစိတ်တော်တွေချီးမြှင့်လေရှိတယ်လားပါ။အဲ့ဒါနောက်ဂျပန်ခင်1944လောက်မှာမြန်မာနိုင်ငံစာရေးဆရာများအသင်းကနရောလာဇန်1ရက်နေ့ကိုစာဆိုတော်နေ့အဖြစ်သတ်မှတ်ကျင်းပလာကြတာပါ။မိတ်သဘေဝါဒနာပါတဲ့မြို့နယ်လေးတော့ကြိုးစားကြတယ်ဗျာ။အရင်တော့ကလို့တော့ခင်ဗျာနရောလာဇန်1ရက်နေ့စာဆိုတော်နေ့ပြီဆိုပြီးတော့သတ်မှတ်တာနရောလာတစ်လလုံးစာဆိုတော်ရာပြီဆိုပြီးသတ်မှတ်ယူရတဲ့ဘောဗျာ။ကျွန်တော်တို့ဒေါ်တော်တို့ကြည်အောင်တို့အမောင်မိုးသူတို့ဆိုတာအထက်မှာပြီးတခွင်ပြည့်ပြည့်စီရင်ကျွန်တော်တို့ဟောဘူးလေဗျ။အဲ့ဒီနရောလာတစ်လလုံးကိုဗျာ။ကြပြဆရာကြီးကိုလေးအင်းဝဂုံကြီးဆိုတာဆရာတင်မိုးဆရာကြီးအောင်ဆရာမောင်စွမ်းရီတို့နဲ့တူထက်ပမာပြည်ရဲ့ကြပြခစ်တခစ်ကိုထူထောင်နိုင်ခဲ့တဲ့အထင်ကြီးရကြပြဆရာကြီးတူပါဒါပေမဲ့ဒီဆရာကြီးဟာအခုတော့စာပေဟောပြောခွင့်တွေရေးသားခွင့်တွေအပိတ်ပင်ခံထားရတာ12နှစ်ကြာခဲ့ပြီဖြစ်ပါတယ်မျက်စိတွေပိတ်ပြီးတော့နားတွေလည်းကန်းကုန်တာပေါ့ဗျာကျွန်တော်တို့ generation by generation lesson ကားမှာကျွန်တော်တို့လည်းအထက်ကဆရာကြီးတွေပြောတဲ့စကားမှတ်ဟုတ်လားပြောတဲ့စကားလိုက်နာမကြားဘူးတွေကြားရဗမာစာအဓိကယူတဲ့ကျောင်းသားတွေဘာပဲပြောအထောက်ကူတော့ဖြစ်တာပေါ့ဗျာဒီရက်ပိုင်းမှာပဲ2009ခုနှစ်အတွက်မြို့သားစာပေစုတွေနဲ့စာပေဗိမာန်စာပေစုတွေကိုစစ်အစိုးရကထုတ်ပြန်ကြေညာလိုက်ပါတယ်တသက်တာစာပေစုပြဆရာကြီးဒေါက်တာခင်မောင်ညွန့်ကိုချီးမြှင့်လိုက်ပါတယ်ကျွန်တော်တို့ဆရာကတော့ဘာပြောပြစံနေဗျဆရာခင်မောင်ညွန့်နဲ့ကျွန်တော်တို့အများကြီးတွဲဟောဘူးရဲ့သူတို့တန်နေကျွန်တော်ကျင်တတ်တယ်ဒါပေမဲ့ဒီစာပေစုတွေမှာကြပြာစုကိုရွေးချယ်ရမှာစမ်းသစ်တီထွင်မှုကိုအားမပေးထားဘူးလို့ဆရာကိုလေးအင်းဝဂုံကြီးကဝေဖန်လိုက်ပါတယ်
ဗျာပုံတရားရောနှစ်တာရောပြောင်းနေဗျအဲ့ပြောင်းတာကိုမပြောင်းရင်သူတို့ကအဲ့ဒီပုံတရားဘွဲ့နဲ့ရေးတဲ့ကြဗျာကိုစုပေးရဆိုတော့ကြဗျာအစ်တွေကဘယ်လိုလုပ်ပြီးထွက်ပေါ်လာတော့မလို့မြအဲ့တော့ဒါကြီးက copy လေးပေါ့ဗျာအုံကျူးနေမဟုတ်ဘူးပေါ့ကြဗျာဆို creative power ရှိရတာကိုဗျအဲ့တော့တကယ် permission တွေက create လုပ်ရတာကိုသို့ထားတဲ့ခါကျတော့ sorry ပဲဘယ်လိုဖြစ်ကုန်မှမသိတော့ဘူးကြဗျာအစ်တွေဖြစ်မလာတော့ဘူးဟိုး once about နေတိုင်းမှာကြဗျာတွေဖြစ်လာတယ်အခုလိုစာဆိုတော့ရာသီရောက်တိုင်းကွယ်လွန်သူဆရာကြီးတင်မိုးရဲ့ဗရောက်မှာတရဖီတို့ဆိုတဲ့စာညွန့်လေးတွေတဲကစာဆိုတို့အကြောင်းကိုရေးဖွဲ့ထားတာလေးကိုသတိရမိပါတော့တယ်အခါမဲ့တွန်လေးရှိသောကြက်ကဲ့သို့စာဆိုဤနှုတ်ဖျားမှအခါမဲ့တေးမသိဆိုလေလက်နက်ကိုပြ၍စာဆိုဤနှလုံးမှတေးတံကိုထုတ်ယူရန်ကြိုးစားတော့လဲအချီးနှီးတာဖြစ်ပေလိမ့်မည်ငွေဖြင့်လဲစာဆိုဤတေးတံကိုဝယ်ယူနိုင်ခြင်းမရှိကုန်စာဆိုဤတေးတံသည်အာဓမသမားတို့ဤနား၌မြားဖြစ်တော်လဲရိုးသားဖြူစင်သူတို့၏ရှေ့မှောက်၌ပန်းအဖြစ်ကြရောက်လာလေ၏စာဆိုသည်ဥစ္စာမဲ့၍တဲကလေးနှင့်နေရစေကမူသူ့နှလုံးသား၌မေတ္တာစိတ်နှင့်ထုံသင်သောတေးတံတို့ကျွယ်ဝချမ်းသာသည်ကိုတွေ့နိုင်ပါသည်